တော်မင်းတရားကြီးထီးနှန်းစိုးဆန်စဉ်အခါကနန်းတွဲညီလာခံတစ်ခုမှာဘိုးတော်မင်းတရားကြီးဟာသူ့ရဲ့ပညာရှိအမတ်ကြီးပေါ်ဦးကိုအမိန့်တော်တစ်ခုချမှတ်လိုက်တယ်။အမတ်ကြီးပေါ်ဦးငါမှစင်လေမြင်းတွေချီဖို့ကြိုးတွေရှိပေမဲ့တဲနဲ့ကြစ်ထားတဲ့ကြိုးတော့မရှိသေးဘူး။အဲ့ဒါမင်း9ရက်အတွင်းတဲကြိုးတစ်ထွေရအောင်ကြစ်ခဲ့မရရင်မင်းကိုအပြစ်ပေးရလိမ့်မယ်။တဲဆိုတာအမုံဖြစ်လို့ကြိုးချစ်လို့မရမယ်လူတိုင်းသိကြပါတယ်။ဒါပေမဲ့အမတ်ကြီးပေါ်ဦးကတော့မတုံမလို့ပဲ။မှန်လားပါမင်းတရားကြီးဗျာ။ကျွန်တော်မျိုးချစ်ပေးတော်မူပါမယ်ဗျာ။ကဲအမတ်ကြီးပေါ်ဦးတဲနဲ့ကြစ်ထားတဲ့တဲကြိုးရပြီလားမှန်လားပါတဲကြိုးကြစ်ဖို့အားလုံးအသင့်ပြင်ထားပါတယ်ဗျာဒါပေမဲ့တဲကြိုးဆိုတာတာမန်ကြိုးတွေလိုကြစ်ရတာမဟုတ်ပါဘူးအရှင်မင်းကြီးရဲ့ဘိုးဘွားစင်ဆက်သုံးခဲ့တဲ့တဲကြိုးဟောင်းတစ်ခွေကိုနမူနာအဖြစ်ပေးသနာတော်မူပါဗျာအဲ့ဒီတဲကြိုးဟောင်းရဲ့အရွယ်အစားနဲ့နမူနာကိုကြည့်ပြီးမှသာအခုတဲကြိုးအစ်စ်ကိုအသွင်တူအောင်ကြစ်လို့ရမှာပါဗျာအမကြီးပေါ်ဦးကအဲ့ဒီလိုရှောက်တင်လိုက်တဲ့အခါမှာတော့ဘယင်မင်းကြီးဟာအကြက်ရိုက်သွားပါတယ်လောကမှာဘယ်ဘယင်မှတဲကြိုးကိုမတုံးဘူးသလိုနမူနာပေးစရာတဲကြိုးဟောင်းလည်းမရှိတာကြောင့်တော်ပြီပေါ်ဦးငါမှလည်းတဲကြိုးဟောင်းမရှိဘူးမင်းလည်းတဲကြိုးကိုမကြစ်နဲ့တော့ဘယင်ကြီးကအဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာတော့အမကြီးပေါ်ဦးကမှန်လားပါမရှိတာကိုအတင်းရှာခိုင်းတာထက်ရှိတာကိုအကောင်းဆုံးဖြစ်အောင်သုံးစွဲတာကသာပညာရှိတို့ရဲ့အလုပ်ပါဗျာအမကြီးပေါ်ဦးကအဲ့ဒီလိုပဲဘယင်ကြီးကိုပညာသားပါပြန်ပြောလိုက်ပါတယ်